ပြီးတော့အဲ့ဒီရဲ့ဗဟိုချက်မှာအယိုးတွေနဲ့လှုပ်ထားတဲ့ပလင်ထက်မှာထိုင်နေတဲ့ဆင်တရက်တစ်စီဟာဧကရစ်တစ်ပါးလိုစိုးစံလို့နေတယ်ကျွန်တော်စောင့်ကြည့်နေတာကိုလည်းသူသိရှိသွားပုံရတယ်ဝေဟင်ထက်မှာပဲသူ့ရဲ့သွေးလာညီရဲနေတဲ့မျက်လုံးတွေကကျွန်တော်မျက်လုံးတွေနဲ့တစ်တက်ဆုံသွားခဲ့တယ်တုံးလုံးချောက်ချစရာကောင်းတဲ့စိတ်ဝိညာဉ်ဖိအားတစ်ခုဟာမိုင်းတရအကွာဝေးကိုဖျက်ကျော်ပြီးကျွန်တော်စီကိုတိုက်ရိုက်ခတ်လာခဲ့တယ်ခြံလင်းတယောက်ညီးတွားလိုက်မိပြီးသူမရဲ့မျက်နှာကလူသေးလိုဖြူဖြော့သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတော့လက်ကိုတစ်ချက်ဝေးရလိုက်ုံနဲ့အဲ့ဒီဖိအားဟာမိခိုးငွေတွေလိုပဲပျောက်ကွယ်သွားခဲ့ပါပြီအစင်သစ်ဖြစ်ပြီလားရှန်လင်းဟာအသက်ကိုပြင်းပြင်းရှူသွင်းလိုက်တယ်သူမရဲ့မျက်လုံးတွေကတည်ငြိမ်နေခဲ့တယ်မျောလင်းချက်မျိုးတော်ကအဆုံးထိမင်းနဲ့အတူရက်တည်သွားမှာပါကျွန်တော်ပြုံးပြီးခေါင်းခါလိုက်တယ်ဟင်းကျွန်တော်တို့မသိဘူးကျွန်တော်သူမဘက်ကိုလှည့်လိုက်ပြီးဒီမျိုးထဲမှာရှိတဲ့လူတိုင်းကိုကြည့်လိုက်တယ်ဒီကဘာပြက်ကဟာအခုပဲပြီးဆုံးသွားပြီကျွန်တော်မျောလင်းချက်မျိုးတော်တွေကနေတယောက်တည်းလမ်းလျှောက်ထွက်လာပြီးမျိုးရိုးပေါ်မှာမတ်တရက်ကကောင်းကင်နဲ့မြေကြီးကိုဝမ်းမျိုးတော့မလို့ဖြစ်နေတဲ့တရဲတစီလိုင်းလုံးကြီးကိုရင်ဆိုင်လိုက်တယ်မြို့ထဲမှာတော့မြို့သူမြို့သားတသိန်းကျော်ဟာအေယာမစကရင်ကြီးတွေကနေတဆင့်ကျွန်တော်ကိုစောင့်ကြည့်နေကြတယ်သူတို့စိုးရိမ်နေကြတယ်ကြောက်လန့်နေကြတယ်ဒါပေမဲ့အရာအလုံးထက်သူတို့ယုံကြည်နေကြတဲ့တဆင့်တရဲတစီရဲ့ဟိဟောက်တန်ကသူတို့ရဲ့ဝိညာဉ်တွေကိုဆွဲဆုံမတက်ဖြစ်စေခဲ့တယ်အဲ့ဒီအတန်ကတရဲတစီအုပ်ကြီးကိုနောက်ဆုံးပိတ်အပြင်းထန်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်တာပါကျွန်တော်ဟာတကဘာလုံးကိုပွေ့ပတ်တော့မလို့မျိုးလက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်လူတိုင်းကကျွန်တော်ကဘာကြီးကိုတုံခါသွားစေမဲ့တိုက်ကွက်တစ်ခုထုတ်သုံးတော့မယ်လို့ထင်မှတ်ခဲ့ကြပေမဲ့သူတို့မှားသွားခဲ့ပါတယ်ကျွန်တော်မျက်နှာပေါ်မှာတက်ဖြတ်လို့တဲ့စိတ်လုံးဝမရှိပဲဂယုဏရဲ့အနေငယ်သာရှိနေခဲ့တယ်ကျွန်တော်ရဲ့စွမ်းအားကဖြည့်ဆည်းဖို့အတွက်ဘယ်တော့မှမရှိခဲ့တာမဟုတ်ဘူးဒါဟာပြန်လည်မွေးဖွားခြင်းရှင်တန်ခြင်းအတွက်ဖြစ်ပါတယ်ကျွန်တော်မျက်လုံးတွေကိုမှိတ်လိုက်ပြီးဘာတစ်ခုမှချမ်းမထားပဲရှိသမျှစွမ်းအားအလုံးကိုထုတ်လွှတ်လိုက်တယ်တရဲတစီတစ်ကောင်တည်းကိုဥတီတာမဟုတ်ဘူးနေရာတစ်ခုတည်းကိုဥတီတာမဟုတ်ပဲအနာရွတ်တွေနဲ့ပြင်းတက်ကပျက်စီးယိုယွင်းပြီးတေလူမျိုးပါဖြစ်နေတဲ့ဒီကဘာကြီးကိုဥတီပြီးထုတ်လွှတ်တက်လိုက်တာပါအချိန်တွေတန့်သွားတယ်လို့မျိုးထင်မှတ်ရတယ်စကလုံးတွေနဲ့ဖော်ပြလို့မရနိုင်တဲ့ငြင်းချမ်းပြီးအဆုံးမဲ့တဲ့အလင်းဖြူကြီးတစ်ခုဟာကျွန်တော်စီကနေပောက်ကွဲထွက်ပေါ်လာပြီးကဘာအနှံ့ကိုပြန့်နှံ့သွားခဲ့တဲ့အလင်းနဲ့ထိတွေ့မိတဲ့နေရာတိုင်းမှာတောင်းကျနေတဲ့တရဲတစီတွေဟာခြေလမ်းတွေရက်တန့်သွားကြတယ်သူတို့ရဲ့ပုတ်ပွားနေတဲ့အသားရည်တွေပြန်လဲကောင်းမွန်လာပြီးမုံဝါးနေတဲ့မျက်လုံးတွေကကြည်လင်လာခဲ့တယ်သူတို့မျက်လုံးတွေကအကြမ်းဖက်မှုနဲ့တွေးဆမှုတွေဟာဝေခွဲမရဖြစ်မှုနဲ့လူသားဆန်မှုတွေဖြစ်ပြောင်းလဲသွားခဲ့တယ်အလင်းတန်းဟာမြေပြင်တစ်ခုလုံးကိုလွှမ်းခြုံသွားတယ်အကွဲပြီး၆တွေ့နေတဲ့မြေကြီးတွေကနေမျက်ခင်းစိမ်းတွေပေါက်ဖွာလာခဲ့တယ်မိခိုးရောင်မြူမိုင်းတွေကင်းစင်သွားပြီးသူတို့မမြင်တွေ့ရတာကြပြီးဖြစ်တဲ့ကြည်လင်ပြလွင်တဲ့ကောင်းကင်ကြီးပေါ်ထွက်လာတယ်အယိုးပလင်ပေါ်မှာထိုင်နေတဲ့ဆင်တရဲတစီဟာသူ့ရဲ့ခန္ဓာကိုယ်ပြောင်းလဲသွားတာကိုထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေခဲ့တယ်သူခုခံဖို့ကြိုးစားခဲ့ပေမဲ့ကဘာဦးအစကနေဆင်းသက်လာတဲ့ဒီမူလစွာကိုမတားဆီးနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူလည်းလူသားပုံစံပြန်ဖြစ်သွားပြီးမိမိရဲ့လက်နှစ်ဖက်ကိုအကြောင်းသားငေးကြည့်နေခဲ့တယ်တကဘာလုံးဟာအတစ်တဖန်ပြန်လဲလန်းဆန်းသွားခဲ့ပါပြီဗိုင်းရပ်စ်ကူးစက်ခံထားရသူတိုင်းပုံမှန်အခြေအနေတိုင်းပြန်ဖြစ်သွားကြတယ်ကဘာပြက်ကကြောင့်ပျက်စီးသွားတဲ့ပတ်ဝန်းကျင်တိုင်းဟာအသက်ပြန်သွင်းလာခဲ့ပြီး9နှစ်တာကြာမြင့်ခဲ့တဲ့အဲ့ဒီအိမ်မက်ဆိုးကြီးကအထင်မှားစရာတခုတသက်တာဖြစ်ခဲ့တယ်လို့ပါပဲမျောလင်းချက်မျိုးတော်တွင်းမှာတော့တေမင်းတမျှတိတ်ဆိတ်မှုကြီးစိုးမိုးသွားခဲ့တဲ့လူတိုင်းကစကရင်တွေကနေတဆင့်ဒီလိုအံ့ဖွယ်မြင်ကွင်းကိုကြည့်ပြီးမိမောတွေဝင်နေကြတဲ့အချိန်တွေဘလောက်တောင်ကုန်ဆုံးသွားခဲ့မှန်းဘယ်သူမှမသိလိုက်ကြဘူးပထမဦးဆုံးလူတစ်ယောက်ကဝမ်းသာလွန်လို့ငိုကြွေးလိုက်ပြီးနောက်ဒုတိယလူတတိယလူအဲ့ဒီကနေတဆင့်မျိုးလုံးညံများမိုးချုံတန်လို့အော်ဟဲအားပေးတန်တွေကမျိုးတော်တစ်ခုလုံးကိုတုံခါသွားစေပြီးအတစ်တဖန်ဖြစ်သွားတဲ့ကဘာမြေတစ်ခုလုံးကိုပဲ့တင်ထက်သွားခဲ့တယ်သူတို့တွေကျွန်တော်နာမည်ကိုအော်ဟဲခေါ်ဆိုနေကြတယ်ကျွန်တော်မျိုးရိုးထက်မှာမတ်တက်ရရင်ညင်သာတဲ့လေပြေလေညင်းကိုခန်းစားနေမိတယ်ကျွန်တော်လှည့်ကြည့်လိုက်တော့ရှန်လင်းကိုတွေ့ရတယ်ကျွန်တော်ရဲ့မိဘတွေကိုတွေ့ရတယ်မျောလင်းချက်တွေနဲ့ပြည့်နေနေတဲ့ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့မရေတွက်နိုင်တဲ့မျက်နှာတွေကိုတွေ့ရတယ်ကျွန်တော်ပြုံးလိုက်မိတယ်ကျွန်တော်ရှေ့ကခောက်ဆွဲ6ထုတ်ကအကန့်အသတ်မရှိအစ်စ်ပြန်ဖြစ်နိုင်တယ်လို့ပဲကျွန်တော်ချီဖွားအောက်ကကဘာကြီးကလည်းအခုလိုပဲအစ်စ်တဖန်ပြန်လဲရှင်တန်နိုင်ခဲ့ပါပြီ